မင်္ဂလာပါရှင်အခုဖတ်ပြပေးသွားမှာကတော့ဦးနုဘာသာပြန်ရေးသားထားခဲ့တဲ့မေတ္တာပလတိကဆိုတဲ့စာအုပ်ထဲကအပိုင်း1လူအများနဲ့ဆက်သွယ်ရနိုင်အခြေခံနည်းလမ်းကောင်းများဆိုတဲ့အပိုင်းမှာပါဝင်တဲ့အခန်း3တကဘာလုံးလိုက်အပ်ဆိုတဲ့အခန်းကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်အခန်း3တကဘာလုံးလိုက်အပ်အချင်းသူသည်ဤကိစ္စကိုဆောင်ရွက်နိုင်အပ်ထိုသူဤနောက်သို့တကဘာလုံးလိုက်အပ်အကျဉ်သူသည်ဤကိစ္စကိုမဆောင်ရွက်နိုင်ထိုသူသည်တယောက်တည်းနေရအံ့နွေရာသီတိုင်းကျွန်ုပ်သည်မိန်းပြည်နယ်သို့ငါးများရန်တက်သွား၏ကျွန်ုပ်သည်ရှမ်းစည်းသီးနှင့်မလိုင်ကိုနှစ်သက်၏တို့ရာတွင်ငါးများသည်အကြောင်းထူးတစ်ခုခုကြောင့်တီကောင်များကိုသာကြိုက်နှစ်သက်သည်ကိုတွေ့ရ၏ထို့ကြောင့်ငါးများရန်သွားသောအခါကျွန်ုပ်သည်ကျွန်ုပ်နှစ်သက်သည့်အစာကိုမစင်စားကြငါးများကြိုက်သည့်အစာအကြောင်းကိုသာစဉ်းစားလေသည်ကျွန်ုပ်သည်ငါးများကိုရှမ်းစည်းသည်မလိုင်တို့ဖြင့်မမျှကြကျွန်ုပ်သည်တီကောင်သို့မဟုတ်နှံကောင်ကိုငါးရှိတွင်လှုပ်ပြပြီးနောက်မင်းတို့ဒါကိုမစားချင်ဘူးလားဟုသာမေးလေသည်လူများကိုမျှသည့်အခါတွင်လည်းအဘယ်ကြောင့်ဤနည်းကိုမလိုက်ဘဲနေရမည်နည်းဤနည်းသည် Right Jaw ၏လက်သုံးဖြစ်၏ဝီလ်ဆန်အော်လန်ဒိုကလီမင်ဆော့စသောကမ္ဘာစစ်ကြီးအတွင်းကထင်ရှားခဲ့သည့်ခေါင်းဆောင်ကြီးများသည်ဝများ၏ဖယ်ရှားမင်းလျော့ခြင်းခံရသည့်တိုင်အောင် Right Jaw မှာမူခေါင်းဆောင်ဖြစ်လျက်ရှိသည်ထို့သောအဘယ်ကြောင့်ဖြစ်ရသည်နည်းဟုသူ့ကိုတစုံတစ်ယောက်သောသူကမေးသောအခါဤကဲ့သို့ဖြစ်ရခြင်းမှာအကြောင်းတစ်ကြောင်းကြောင့်ဟုဆိုလျင်ထိုအကြောင်းသည်ဘယ်ငါသည်ဘယ်အစာနှင့်မျှရမည်ဟုသောအတက်ကိုတတ်ထားသောအကြောင်းပင်ဖြစ်ကောင်းဖြစ်ပါလိမ့်မည်ဟု Right Jaw ကပြောပူ၏ကျွန်ုပ်တို့ဘာကိုအလိုရှိသည်ကိုအဘယ်ကြောင့်ပြောနေမည်လဲဤသို့ပြောခြင်းသည်ကလေးကလားနာ၏ရဲစရာကောင်း၏စင်စစ်မှာတင်သည်တင်လူရှိသောအရာများ၌သာစိတ်ဝင်စားနေ၏အမြဲတမ်းစိတ်ဝင်စားလျက်ရှိ၏တို့ရာတွင်တင်စိတ်ဝင်စားသောအရာကိုတင်ကလွယ်၍မိသူမျှစိတ်မဝင်စားကြတင်ကလွယ်၍ကြံရှိသောအားလုံးလူတို့သည်တင်ကဲ့သို့ပင်ကိုအလိုရှိရာ၌သာစိတ်ဝင်စားလျက်ရှိကြ၏ထို့ကြောင့်အခြားလူတဦးကိုကိုယ်ပတ်ပါအောင်ဆွဲရန်အတွက်ကဘာပေါ်တွင်တခုရီသောနီလန်သည်ထိုလူအလိုရှိသောအရာကိုပြော၍ထိုအရာကိုရအောင်ဘလို့လုပ်ရမည်ကိုပြပေးခြင်းပင်ဖြစ်လေသည်မနက်ဖြန်တွင်တဦးတစ်ယောက်အားတစုံတရာကိုလှုပ်ဆောင်ခိုင်းခြင်းသောအခါဤအချက်ကိုသတိရပါစီဆိုကြပါစို့တင်ဤသားကိုစစ်လေးမတောက်စေလိုလျင်စစ်လေးမတောက်ရန်သူ့ကိုတွား၍တရားမဟောပါနှင့်စစ်လေးတောက်ခြင်းဖြင့်သူဝါသနာပါသောဘေ့စ်ဘောကိုလည်းကောင်းစွာမကစားနိုင်ဂိုက်တရားပြေးပွဲကိုလည်းနိုင်တော့မည်မဟုတ်ကြောင်းသူသိအောင်ပြပါကလေးတငယ်များနှင့်တော့၎င်းနွားကလေးများနှင့်၎င်းလူဝင်နှင့်၎င်းမြည်သူနှင့်မဆိုဆက်ဆံရာ၌ဤနည်းသည်လိုက်နာရန်ကောင်းသောနည်းတစ်နည်းဖြစ်လေသည်တည်တည်ပြပါအံ့ရဝါဒိုမီမာဆန်နှင့်သူ၏သားသည်တနေ့တစ်၌နွားကလေးတစ်ကောင်ကိုကြည်တစ်ခုအတွင်းသို့သွင်းရန်ကြိုးစားကြ၏တို့ရာတွင်ကိုလိုရှိသည့်အရာကိုသာစဉ်းစားတတ်သည့်လူအများမှားယွင်းနေကြသောအဖြစ်ကိုသူတို့နှစ်ဦးကျူးလွန်နေကြ၏သူ့သားကနွားကလေးကိုရှေ့ကနေ၍ဆွဲပြီးနောက်အီမာဆန်ကနောက်ကနေ၍အတင်းတွန်းပေး၏တို့ရာတွင်နွားကလေးကလည်းသူကြိုက်သည့်အရာကိုသာသူလုပ်လျက်ရှိ၏အဘယ်ကြောင့်ဆိုတော့သူလည်းသူကြိုက်သည့်အရာ၌သာစိတ်ဝင်စားလျက်ရှိသောကြောင့်တည်းထို့ကြောင့်သူသည်ခြေကိုတောင့်ထားပြီးလျင်သူစားနေသောစကြက်မှထွက်မသွားဘဲအတင်းရုန်းကန်နေ၏သားဖားနှစ်ယောက်အခက်ကြုံနေသည်ကိုအိုင်ယာလန်ပြည်သူအစီကံမသည်မြင်၏ထိုအစီကံမသည်အီမာဆန်ကဲ့သို့စောင်းပါးများနှင့်စာအုပ်များကိုမရေးတတ်တို့ရာတွင်အပြင်းဆုံးထိုအချိန်အခါ၌နွားအကြောင်းကိုသားဖားနှစ်ယောက်ထပ်ပို၍သိ၏ထိုအစီကံမသည်နွားကလေးပါကြိုက်သည်ကိုတွေးမိ၏ထို့ကြောင့်မိခင်တို့၏ယူရခြင်းမျိုးဖြင့်နွားကလေး၏ပါးစပ်ထဲသို့သူ့လက်ညှိုးကိုထည့်လိုက်၏ထို့နောက်အစီကံမသည်ကြည်တဲကိုရှေ့ကနေရှောက်၍ဝင်လာရာနွားကလေးသည်လက်ကိုဆုပ်ရင်းနောက်ကထက်ချက်မကွာဝင်လိုက်လာ၏မွေးသည်နေ့မှစ၍တင်လို့သမျှအလုပ်တို့သည်တစုံတစ်ခုကိုလိုချင်သောကြောင့်ဖြစ်သည်သို့ဖြစ်လျင် Red Cross သူနာပြုတက်သို့ဒေါ်လာငွေ100ကိုတင်လှူလိုက်သောအခါတွင်လည်းတစုံတစ်ခုကိုအလိုရှိသောကြောင့်ပင်လောဟုမေးเสียရှိ၏ဟုတ်ကဲ့ဤအလုပ်သည်လည်းအခြားအလုပ်များကဲ့သို့ပင်တစုံတစ်ခုကိုလိုချင်၍ပင်ဖြစ်၏တင်သည် Red Cross သူနာပြုတက်ကိုဒေါ်လာငွေ100လှူလိုက်ခြင်းသည်ဝေဒနာခံစားရသူများအားကိုညီထောက်ပံ့ခြင်းဖြင့်ကိုကျိုးမငဲ့ပဲမြင့်မြတ်သောအလုပ်ကိုလုပ်ချင်သောကြောင့်ပင်ဖြစ်သည်
ကျွန်ုပ်၏စင်ရဲနွမ်းပါဆုံးသောဤညီကိုတစုကိုပြုစုခြင်းသည်ကျွန်ုပ်ကိုပြုစုခြင်းကဲ့သို့ပင်ဖြစ်သည်ဤကဲ့သို့မြင့်မြတ်သောအလုပ်ကိုလုပ်လိုသောဆန္ဒ၏ပြည့်ငြိမ်းမှုထက်ဒေါ်လာငွေ100ကိုပို၍မတ်မောပါလျင်ထိုဌာနကိုတင်လုပ်မည်မဟုတ်ဟုတ်ကဲ့အလှငွေမထည့်ဘဲနေရမည်ကိုရှက်၍တော်၎င်းတင်ဤဖောက်တဲ့တူဦးကထည့်လိုက်ပါဟု၍တိုက်တွန်းသောကြောင့်တော်၎င်းထိုဌာနကိုတင်လုပ်လိုက်ရသည်ဆိုပါစို့ဘလို့နည်းနှင့်ပင်လှုပ်တင်သည်တစုံတစ်ခုကိုအလိုရှိ၍လှူသည်ဆိုသောစကားသည်မမှားနိုင်တစ်ဖက်သားအပေါ်ဩဇာညောင်းအောင်လုပ်နေစာအုပ်ထဲတွင်အလုတ်သည်ကျွန်ုပ်တို့၏အရင်ခံဆန္ဒမှပေါက်ဖွာလာလေသည်အလုတ်၌ဖြစ်စေအိမ်၌ဖြစ်စေကျောင်း၌ဖြစ်စေနိုင်ငံရေး၌ဖြစ်စေတစ်ဖက်သားကိုမိမိဘက်သို့ပါအောင်ဆွဲငင်လိုသည့်သူများသို့ပေးရန်အကောင်းဆုံးသောအကြံတစ်ခုမှာတစ်ဖက်သား၏စိတ်ထဲတွင်ပြင်းပြသောဆန္ဒတစ်ခုပေါ်လာအောင်ရှေးဦးစွာဆော့ပေးပါဖြစ်၏အကျဉ်သူသည်ဤကိစ္စကိုဆောင်ရွက်နိုင်အံ့ထိုသူ၏နောက်သို့တစ်ကမ္ဘာလုံးလိုက်အံ့အကျဉ်သူသည်ဤကိစ္စကိုမဆောင်ရွက်နိုင်ထိုသူသည်တယောက်တည်းနေရအံ့ဟု၍ Professor Harry A. Overstreet ကရေးသားထားလေသည်စင်းရဲစဉ်ကတနာရီလျင်2ဆင့်ကြားနှင့်အလုံးစား၍လုပ်ရတော့လေနောက်ဆုံး၌ဒေါ်လာတန်ပေါင်း365တန်းကိုလှူသွားသော Scott လူမျိုး Andrew Carnegie သည်လူတို့ကိုကိုယ့်ဘက်ပါအောင်ဆွဲငင်ရန်အတွက်တခုရဲသောနည်းသည်ထိုသူတို့အားသူတို့၏လိုဘကိုပေးခြင်းသာဖြစ်ကြောင်းငယ်ရွယ်စဉ်ကပင်နားလည်ခဲ့၏သူသည်ကျောင်းတွင်4နှစ်သာစာသင်ခဲ့ဘူး၏သို့တော်လည်းလူများကိုအုပ်ထိန်းသည့်နည်းကိုနားလည်၏ရှင်အောင်အပ်သူ၏ခေမတစ်ယောက်သည်သား2ယောက်အတွက်အတော်ပင်ရတတ်ပွေလျက်ရှိ၏သူတို့သည်Yale University တွင်ပညာသင်လျက်ရှိ၏ကျောင်းတွင်သူတို့၏ကိစ္စများနှင့်သူတို့အလုပ်ရှုပ်လျက်ရှိရာအိမ်သို့စာလည်းမရေးနိုင်သူတို့မိခင်ကစိုးရိမ်ကြောင့်ကြပြင်းပြစွာနှင့်ရေးသားလိုက်သောစာများကိုလည်းဂရုစိုက်၍စာမပြန်နိုင်ကြထိုအခါစာပြန်ပါဟုမမှားရပဲနှင့်ချက်ချင်းစာပြန်စေရမည်ဟုကာနဂျီသည်အခြားလူတဦးနှင့်ဒေါ်လာ100ကြေးအလောင်းစားလုပ်ပြီးလျင်ထိုတငယ်များထံသို့မာချောင်းတာချောင်းစာတစ်စောင်ရေးသား၍သူတို့အဖို့ဒေါ်လာငွေ5ချက်တန်စက္ကူတစ်ချက်ပို့လိုက်ကြောင်းစာ၏အောက်နာကအမှတ်တမဲ့ထပ်၍ရေးထည့်လိုက်၏တို့ရာတွင်စာ၏ထဲတွင်ငွေစက္ကူများကိုမထည့်လိုက်ချေချက်ချင်းပင်ကျင်နာစွာရေးပေးလိုက်သောစာအတွက်ချစ်လှစွာသောဦးလေးကြီးအန်ဒရူးကိုကျေးဇူးတင်ကြောင်းအစရှိသောစာများပြန်လာလေသည်စာထဲတွင်အခြားမည်သည့်အကြောင်းများပါရှိအောင်မည်ကိုသင်တွေးရသာကြည့်ပြီးတော့မလက်ပြန်တွင်လူတဦးတစ်ယောက်ကိုတစုံတရာလုပ်ရန်သင်စေခိုင်းခြင်းလိမ့်မည်ဤသို့မခိုင်းမီခဏရက်၍သူလှုပ်ချင်အောင်ငါဘလို့ခိုင်းရပါမလဲဟုကိုပြန်မေးပါအခြားလူများအားမိမိ၏လူအင်ဆန္ဒကိုသာဆွတရွတ်လေးကုန်ခံ၍ပြောခြင်းမှထိုမေးခွန်းသည်ကျွန်ုပ်ကိုတားမြစ်ပေးလိမ့်မည်တရားသည်လျှင်ညပေါင်း20ကျကျွန်ုပ်တို့၏ဟောပြောပွဲများကိုကျင်းပရန်နယူးယောက်မြို့ရှိဟိုတယ်တစ်ခု၏ကပွဲခန်းမကြီးကိုငှားထား၏တခါတော့ရှေးကပေးခဲ့ရသောအခန်းငှားကထက်3ဆတိုး၍ပေးရမည်ဟုသောအကြောင်းကြားစာတစ်စောင်ကိုကျွန်ုပ်သည်ရုတ်တရက်ရရှိလေသည်ထိုအကြောင်းကြားစာကိုအားလုံးကြော်ညာပြီးမှလက်မှတ်များကိုပုံနှိပ်ရောင်းချပြီးမှရရှိသည်အမှန်တိုင်းဆိုရင်ဤကဲ့သို့တိုး၍တောင်းခြင်းကိုကျွန်ုပ်သည်မပေးခြင်းတို့ရာတွင်ကျွန်ုပ်သည်ဆန္ဒများကိုဟိုတယ်မန်နေဂျာအားပြောပြခြင်းဖြင့်ညီမျှအကျိုးရှိပါအန်နီဟိုတယ်မန်နေဂျာသည်သူလိုရှိသည့်အရာ၌သာစိတ်ဆောလျက်ရှိ၏ထို့ကြောင့်2ရက်လောက်ကြာသောအခါမန်နေဂျာနှင့်တွေ့တွေ့၏ခမရဲ့စာကိုတော့ကျွန်တော်အတော်လေးလန့်သွားမိပါတယ်သို့ပေမဲ့ခမတို့ကိုတော့နည်းနည်းမှအပြစ်မတင်ပါဘူးခမနေရာမှာသာကျွန်တော်နေရရင်လည်းဒီလိုပဲရေးကောင်းရေးမိမှာပဲဒီဟိုတယ်ရဲ့မန်နေဂျာဖြစ်တဲ့ခမရဲ့ဝတ္တရားဟာအမျက်ငွေကိုမများရနိုင်သမျှရအောင်စူးစမ်းဖို့ပဲခမဒီလိုရအောင်မလုပ်ရင်ခမအထုခံရမှာပေါ့ဒီလိုအထုခံရမယ်ဆိုရင်လည်းခံသင့်တာပဲကောင်းပြီစာရွက်လေးတစ်ရွက်ပေးဆက်ပါဗျာအခန်းငှားကကိုမရရအောင်ခမတောင်းရင်ခမမှာအရှုံးနဲ့အမျက်ဘယ်ဟာကများသလဲဆိုတာတွက်ကြည့်ရအောင်ဟုကျွန်တော်ကပြောပြ၏ထို့နောက်စာရွက်တစ်ရွက်ကိုအလဲတဲတဲမှမြင်သားပြီးလျင်တစ်ဖက်ထိပ်တွင်အမျက်ဟုရေး၍အခြားတစ်ဖက်ထိပ်တွင်အရှုံးဟု၍ရေးသားလေသည်အမျက်ဘက်တွင်ကာဝဲခမ်းမကြီးအားနေခြင်းဟု၍ရေးသား၏ထို့နောက်ဒီကဝဲခမ်းမကြီးအားနေကဝဲဒီအစည်းအဝေးပွဲတွေအတွက်ငှားနိုင်ပါရဲ့ဒါခမရဲ့အမျက်ပဲဒါဟာလဲစင်စစ်မှာတော့အမျက်ကြီးပဲဘာဖြစ်လို့လဲဆိုတော့ဟောပြောပွဲတွေအတွက်ငှားတာကအခပိုရတယ်အခ
ကယ်၍ဒီယာဒီမှာည20လုံးယူထားလိုက်ရင်ခမရဲ့အလုပ်မှာအတော်ကလေးနာမှာအမှန်ပါပဲကဲအရှုံးဘက်ကိုတွက်ကြည့်ကြအောင်ဆိုရှင်းဥစွာကျွန်တော်ထံမှာငွေရမတိုးပဲနဲ့ငွေရအောင်ရော့သွားအောင်မယ်စင်းစစ်မှာကျွန်တော်ထံမှာတပြားမှခမရတော့မှာမဟုတ်ဘူးဘာဖြစ်လို့လဲဆိုရင်ခမတောင်းနေတဲ့အခန်းကားကိုကျွန်တော်မပေးနိုင်ပါဒီတော့ကျွန်တော်ဟာကျွန်တော်ရဲ့ဟောပြောပွဲများကိုအခြားနေရာတစ်ခုခုမှာကျင်းပရပါလိမ့်မယ်အခြားအရှုံးတစ်ခုလည်းရှိသေးတယ်ဒီဟောပြောပွဲလုပ်ရင်ပညာတတ်များအထက်တန်းစားများဟာခမရဲ့ဟိုတယ်ကိုရောက်လာကြလိမ့်မယ်ဒါဟာခမအတွက်ကြော်ညာကောင်းတစ်ခုပဲမဟုတ်လားစင်စစ်မှာသတင်းစာလေးကနေပြီးဒေါ်လာငွေ9000မိုးကြော်ညာတော့ကျွန်တော်ဟောပြောပွဲတွေကျင်းပတာတော့ခမရဲ့ဟိုတယ်ကိုလူတွေလာကြည့်အောင်လုပ်နိုင်မှာမဟုတ်ဘူးဒီလိုကြော်ညာမျိုးဟာဟိုတယ်တစ်ခုအတွက်အလွန်အဖိုးတန်တယ်မဟုတ်လားစကားပြောရင်ကျွန်ုပ်ဒီဤအချက်နှစ်ချက်ကိုအရှုံးဘက်တွင်ရေးသား၍ခမရမယ့်အရှုံးနဲ့အမျက်နှစ်ခုကိုကောင်းကောင်းချိန်ဆပြီးခမရဲ့နောက်ဆုံးဆုံးဖြတ်ချက်ကိုကျွန်တော်အားပေးစီချင်ပါတယ်ဟုပြောဆူအခန်းတွင်မှထွက်လာခဲ့၏နောက်တစ်နေ့တွင်အခန်းငှားကားကိုရာခိုင်နှုန်း300မတိုးတော့ပဲရာခိုင်နှုန်း90မျှသာတိုးမိအကြောင်းနှင့်ပြန်ကြားစာတစ်စောင်ကိုကျွန်ုပ်ရရှိ၏ကျွန်ုပ်၏အလိုရှိသည့်အရာနှင့်ဆက်လင်း၍စကားတစ်လုံးမှမပြောရဘဲနှင့်ဤကဲ့သို့ရော့ခြင်းကိုကျွန်ုပ်ရသည်ကိုသတိပြုပါစ၍ပြောကြတဲ့ကပင်သူအလိုရှိမိအရာနှင့်ထိုအရာကိုမြည်သို့ရရှိနိုင်သည့်အကြောင်းကိုသာပြောခဲ့ပါသည်အကယ်၍ဖူးထုစင်တို့၏တလေးအတိုင်းကျွန်ုပ်သည်မန်နေဂျာအခန်းအတွင်းသို့စိတ်ဆိုးမှန်ဆိုးနှင့်ဝင်သားပြီးလျင်လက်မှတ်တွေနှိပ်ပြီးအားလုံးကြော်ညာပြီးပြီဆိုတာကိုသိတော့မှဒီအခန်းငှားကားကိုရာခိုင်နှုန်း300အမြင့်တင်လိုက်တာဟာဘာရဲ့သဘောလဲရာခိုင်နှုန်း300တောင်ဘလောက်ရည်စရာကောင်းလဲမဖြစ်နိုင်တာတွေခမများတောင်းနေတယ်ကျွန်တော်မပေးဘူးစသည်ဖြင့်စူပူခဲ့လျင်ဘလို့များဖြစ်မိလဲဧကံမုတ်ချအတိုက်ခံပြောကြရတော့မှာပဲဤကဲ့သို့အတိုက်ခံပြောဆိုခြင်းမျိုးသည်ဘယ်နေရာမှအဆုံးသက်သည်ကိုသင်သိဖြစ်၏အကယ်၍ထမြောက်အောင်မြင်ရန်အတွက်နီးကောင်းတစ်ခုရှိသည်ဟုဆိုပါလျင်ထိုနီးကောင်းသည်အခြားသူ၏ယူဆချက်များကိုသူ့ဘက်နှင့်ကိုယ့်ဘက်နှစ်ဖက်စလုံးကြည့်ပြီးမှဆုံးဖြတ်နိုင်သောအရေးချင်းပင်ဖြစ်လေသည်ဟု၍ဟင်နရီဖို့ကပြောပြပူလေသည်ထိုစကားသည်အလွန်ကောင်း၏ထို့ကြောင့်ထိုစကားကိုတဖန်ပြန်၍ကျွန်ုပ်ဆိုခြင်း၏အကယ်၍ထမြောက်အောင်မြင်ရန်အတွက်နီလန်ကောင်းတစ်ခုရှိသည်ဟုဆိုပါလျင်ထိုနီးကောင်းသည်အခြားသူ၏ယူဆချက်ကိုရအောင်စုံစမ်းပြီးနောက်လုပ်ရန်အလုပ်များကိုသူ့ဘက်နှင့်ကိုယ့်ဘက်နှစ်ဖက်စလုံးကြည့်ပြီးမှဆုံးဖြတ်နိုင်သောအရေးချင်းပင်ဖြစ်လေသည်အလွန်ရှင်းအလွန်ထင်ရှားလွန်းသောစကားဖြစ်သောကြောင့်မြင်လိုက်ယုံနှင့်ထိုစကား၏မှန်ကန်ပုံကိုတွေ့နိုင်ပေသည်တို့ရာတွင်ရာခိုင်နှုန်း90လောက်ကဘာပေါ်ရှိလူတို့သည်ထိုစကားကိုအကြိမ်ပေါင်းရာခိုင်နှုန်း90လောက်ဂရုမပြုကြချေတက်တည်ပြရအောင်မည်လားမနှက်ဖြန်နက်တင့်ထန်ရောက်လာသောစာများကိုဖတ်ကြည့်ပါများစွာသောစာတို့သည်ဤစင်းမြင့်ဥပဒေကိုများစွာလွန်ကျူးဖောက်ပြထားသည်ကိုတွေ့ရမည်ဖြစ်၏အောက်ပါစာတစ်စောင်ကိုဖတ်ကြည့်ပါဤစာကိုရေးသူမှာအမေရိကန်ပြည်အရရက်တွင်စိုင်ခွဲပေါင်းများစွာဖွင့်လှစ်ထားသောကြော်ညာကိုယ်စားလှယ်အလုပ်တိုက်၏ရေဒီယိုဘတ်ဆိုင်ရာဌာနကိုအုပ်ချုပ်စီမံနေသူလူကြီးပင်ဖြစ်လေသည်ဤစာသည်အရရက်ရှိသူတို့၏စိုင်ခွဲများ၏မန်နေဂျာများထံသို့ပို့သောစာဖြစ်လေသည်ဤစာကိုတပိုက်စီဖတ်ပြီးသောအခါစိတ်တွင်ဖြစ်ပေါ်လာပုံတို့ကိုစကားချက်ဖြင့်နှင့်ဖော်ပြပါအံ့မစ္စတာဂျွန်ဘလင့်ဘီအင်ဒီယာနာချစ်လာစွာသောမစ္စတာဘလင့်ကုမ္ပဏီသည်ရေဒီယိုဘတ်တွင်ကြော်ညာကိုယ်စားလှယ်တို့၏ခေါင်းဆောင်ဖြစ်မြဲဖြစ်လိုသောဆန္ဒရှိပါသည်တင်ကုမ္ပဏီဆန္ဒကိုဘသူကဂရုစိုက်ရအောင်ပါလဲကျွန်ုပ်လည်းကျွန်ုပ်၏ကိစ္စများနှင့်စိတ်ရှုပ်လျက်ရှိကျွန်ုပ်၏အိမ်ပေါင်ထားသည်ကိုဗန်တိုက်ကရွေးခွင့်မပြုတော့ဘူးအပင်တွေလည်းပိုးကျနေပြီငွေဈေးလည်းမနေ့ကကျသွားသည်ယနေ့နနက်8:15မိနစ်ရထားကိုလွတ်သွား၏မနေ့ညကဂျုံ၏ကပွဲသို့ကျွန်ုပ်ကိုမဖိတ်ဆရာဝန်ကကျွန်ုပ်၌သွေးတိုးယောဂအကြောရောင်ယောဂနှင့်ပေါက်များရှိသည်ဟုပြော၏ထို့ပြင်စိတ်ရှုပ်စရာများပါရှိသေးတယ်လေယနေ့နနက်စိတ်ညစ်ပြီးအလုပ်တိုက်ကိုဆင်းလာရာစားအိမ်များကိုဖွင့်လိုက်သောအခါအလိုက်မသိတတ်သောမန်နေဂျာကသူ့ကုမ္ပဏီသည်ဘာကိုအလိုရှိသည်ဟုရေးလိုက်သောစာတစ်စောင်ကိုတွေ့ရပြန်သည်3သူစာသည်တစ်ဖက်သား၏စိတ်ကိုဘလို့ဖြစ်သွားစေသည်ကိုသူသိလျင်သူသည်ကြော်ညာသည့်အလုံးမှထွက်ပြီးဖနက်တန်ခွာရိုက်စားကောင်းရိုက်စားပေလိမ့်မည်ဤကုမ္ပဏီ၏အမျိုးသားကြော်ညာလုပ်ငန်းများသည်ဒုတိယအကြီးဆုံးဖြစ်၏လူအသုံးများသဖြင့်လည်းကြော်ညာကိုယ်စားလှယ်များထဲတွင်နှစ်စဉ်နှစ်တိုင်းထိတ်တန့်ကြလျက်ရှိလေသည်တင်သည်ကြီးကျယ်၏ချမ်းသာ၏ထိတ်တန့်ကြ၏နောက်ပြီးဖြစ်သေးတယ်လေ American စစ်ပြန်အဖွဲ့ချုပ် General Electric General Motor Company သည်ကြီးကျယ်တော့လေကျွန်ုပ်အရေးမလို့ယူဘောပေါ်ပန်းရည်စုံငှက်ကလေး၏ထက်ဝက်မြလောက်ညံရှိပြီဆိုရင်ကျွန်ုပ်မိမြကြီးကျယ်သည်ကိုသာကျွန်ုပ်စိတ်ဝင်စားကြောင်းတင်သိမိဖြစ်၏
တင်းကုမ္ပဏီကြီးကျယ်ခမ်းနားကြောင်းတွေကိုပြောပြခြင်းအပြင်ကျွန်ုပ်စိတ်ငယ်၍ကျွန်ုပ်ကိုကျွန်ုပ်အထင်သေးသွားအောင်တင်လုပ်နေသည်ကျွန်ုပ်တို့၏ကြော်ညာရှင်များကိုရေဒီယိုနှင့်ဆက်လင်းသမျှသောသတင်းတို့ကိုအပြည့်အဝပေးရန်ကျွန်ုပ်တို့အလိုရှိပါသည်ကျွန်ုပ်အလိုရှိသည်ဟုတ်ဆကျွန်ုပ်အလိုရှိသည်တဲလာသည့်နသိုးပဲခမားဖြစ်စေမူဆိုလီနီဖြစ်စေဘင်ဘရော့စပီဖြစ်စေဘသူရဲ့အလိုဆန္ဒကိုများကျွန်ုပ်ကယူမဆိုင်ဘူးကုံကုံပြောပြစေတော့ကျွန်ုပ်သည်ကျွန်ုပ်အလိုရှိသည့်အရာများ၌သာစိတ်ဝင်စားလျက်ရှိသည်တင်ဤမိုက်မဲသောစာထဲမှာယခုထက်ထိကျွန်ုပ်အလိုရှိသည့်အရာကိုတစ်လုံးတစ်ပါးသားများဖော်မပြသေးဘူးထို့ကြောင့်ကျွန်ုပ်တို့ထံအပတ်စဉ်သတင်းပေးဖို့ရန်တင်ဤအထူးစရင်းတွင်ကုမ္ပဏီအမည်ကိုထည့်သွင်းထားစေလိုပါသည်အချိန်မီရောက်ပါကအကျိုးရှိမိသည့်သတင်းကိုမျိုးကိုမဆိုပေးရန်ဖြစ်ပါသည်တင်ဤအထူးစရင်းတော်လဲနှုတ်ရဲသည်လူပဲတင့်ကုမ္ပဏီကြီးကျယ်ကြောင်းတွင်ရှောက်ပြောနေသည့်အတွက်တင်သည်ကျွန်ုပ်ကိုကျွန်ုပ်အထင်သေးအောင်လုပ်၏ထို့နောက်တစ်ဖန်တင့်ကုမ္ပဏီကိုအထူးစရင်းတွင်ထားရန်ကျွန်ုပ်ကိုခိုင်းလိုက်သည်ခိုင်းသည့်အခါတွင်လည်းကျေးဇူးပြု၍ဆိုသောစကားလေးကိုမျှထည့်ရမှန်းမသိဘူးဤစာကိုရကြောင်းပြန်စာတွင်တင့်ထံမှနောက်ဆုံးသတင်းများကိုထည့်ရေးပြီးလျင်ကျွန်ုပ်ထံသို့အလင်းအမြန်ပို့လိုက်ပါကနှစ်ဦးနှစ်ဝအကျိုးရှိမည်ဖြစ်ကြောင်းတင်အလွန်ဖြောင့်မှန်လာစွာသောဂျွန်ဘလင့်မန်နေဂျာရေဒီယိုဌာနတင်ဟာလူမိုက်ပဲစောင်းဥပေါက်တွင်ကြွေသောတည့်ရများကဲ့သို့စာတစ်မျိုးရဲကိုပုံနှိပ်ခါအနှက်အပြားပို့သောအဖိုးမထိုက်သည့်စာတစ်စောင်ကိုတင်သည်ကျွန်ုပ်ထံသို့ပို့လိုက်၏ထို့နောက်အပေါင်းဆုံးသည့်အိမ်ဘိုးတွေဖြတ်နေသည့်အပင်သွေးတိုးသည့်ယောဂများသည်ကျွန်ုပ်အားစိတ်အနှောက်အယှက်ပေးနေသည့်အချိန်တွင်တင့်စာကိုရကြောင်းအကြောင်းပြန်ရမည့်ကိုရေးကိုရာစာတစ်စောင်ကိုကျွန်ုပ်အားတင်အရေးခိုင်း၏ခိုင်းပြန်သောအခါတွင်လည်းအလင်းအမြန်ရေးခိုင်း၏ကျွန်ုပ်သည်တင်ကဲ့သို့အလုရှုပ်သည်ဟုအထင်ရောက်နေသည်ကိုတင်မသိဘူးလားထိုကိစ္စတွင်ကျွန်ုပ်ကိုအမိန့်ပေးရန်အခွင့်အရေးကိုတင်အားဘယ်သူများပေးထားသနည်းနှစ်ဦးနှစ်ဝအကျိုးရှိမည်ဟုတင်ရေးလိုက်၏နောက်ဆုံးပိတ်တွင်မှတင်သည်ကျွန်ုပ်၏အကျိုးကိုမြင်စပြုလာ၏တို့ရာတွင်ကျွန်ုပ်၌မိကဲ့သို့အကျိုးရှိစေမည်ကိုပွင့်ပွင့်လင်းလင်းထုတ်ဖော်၍မရေးလိုက်စာဆက်ပူးတွဲပို့လိုက်သော Blend V Channel မှမိတ္တူသည်တင်အားအကျိုးရှိစေလိမ့်မည်ထိုအကြောင်းကိုတင်ဤရေဒီယိုယုံမှအတန်လွှင့်ကျင်ကောင်းလွှင့်ကျင်ပေးလိမ့်မည်နောက်ဆုံးစာဆက်တွင်မှကျွန်ုပ်၏အခက်အခဲတစ်ရက်ကိုဖြေရှင်းပြီးအကူအညီချက်တစ်ခုကိုတင်သည်ဖော်ပြလိုက်၏အဘယ်ကြောင့်ဤစာကြောင့်ဖြင့်တင်ဤစာကိုစ၍မရေးသနည်းဟာပြော၍လည်းထူးမီမဟုတ်တော့ဘူးကလီကလာနိုင်လာသည့်ဤစာမျိုးရေးသည့်အပြစ်ကိုကျူးလွန်သည့်ကြောင့်ညာသမားတဦးသည်သူ၏အုံနောက်အာရုံကြောတွင်တစုံတရာဖောက်ပြန်နေမည်ဖြစ်၏တင်သည်ကျွန်ုပ်ထံမှနောက်ဆုံးသတင်းပါသည့်စာနှင့်မတန်ကြီးတင်အတွက်လိုသောအရာသည်တင်၏နယ်ပင်ရှိအကျော်အတွက်အိုင်ယိုရင်းဆေးပလင်းတပလင်းသာဖြစ်လေသည်ကြော်ညာဘက်တွင်တသက်လုံးအလုံးလုံး၍လူများကိုကုံဝဲအောင်ဆွဲသည့်အလုပ်အတွက်ကျွမ်းကျင်သူတဦးအဖြစ်ဖြင့်ဂုဏ်ယူနေသောသူတဦးသည်ဤစာမျိုးကိုရေးခဲ့သောအမဲသားရောင်းသမားပါမုံဖုတ်သမားကော်စောအလုပ်သမားတို့ထံမှအဘယ်သို့သောအစာများကိုမျှော်လင့်ရတော့မည်နည်းကျွန်ုပ်၏တပည့်တဦးဖြစ်သူမစ္စတာအက်ဒဝတ်ဖာမီလင်ထံသို့မိရထားလမ်းဆောင်ရှိကုန်တင်ကုန်ချဘူတာရုံပိုင်းကရေးပေးလိုက်သောစာကိုအောက်တွင်ဖော်ပြလိုက်သည်ဤစာကိုရသောသူတွင်မြည်ကဲ့သို့စိတ်များဖြစ်ပေါ်လာသည်နီဖတ်ပြီးသောအခါကျွန်ုပ်ပြောပြမည်အေးဇာရီကား၏သားများအလုပ်တိုက်28ဖရန်လန်ဘရုကလင်အင်ဝိုင်တတိမစ္စတာအက်ဒဝတ်ဖာမီလင်လူချင်းမင်းခမညာပို့လိုက်သောကုန်ပစ္စည်းများအနက်များစွာသောကုန်ပစ္စည်းတို့သည်ကျွန်ုပ်တို့ထံသို့အရောက်နောက်ကျသောကြောင့်ကျွန်ုပ်တို့ဘူတာယုံ၏အလုံးအစီအစဉ်တို့ကိုအနှောက်အယှက်ဖြစ်စေခဲ့ပါသည်ဤကဲ့သို့အရောက်နောက်ကျအောင်ပို့ခြင်းကြောင့်ကုန်များကျက်နေခြင်းအလုပ်သမားများအချိန်ပို၍လုပ်ရခြင်းကုန်တင်မော်တော်ကားများကိုကြမ်းကြာစေခြင်းနှင့်အချို့နေရာများတွင်ကုန်တင်ကုန်ချကိုနှောင့်နှေးခြင်းတည်းဟူသောအမှုအခင်းတို့ဖြစ်ပေါ်စေပါသည်နိုဝင်ဘာ10ရက်နေ့ကလူကြီးမင်းများထံမှကျွန်ုပ်တို့ထံသို့4နာရီမိနစ်20မှရောက်ရှိလာသောအကုန်အထုပ်ပေါင်း900ကိုရရှိခဲ့ပါသည်ဤကဲ့သို့ကုန်များကိုနောက်ကျမှရရှိသည့်အတွက်ပေါ်ပေါက်လာသောမနှိမ့်မြို့ွယ်ရာအချက်များပပျောက်စေရန်လူကြီးမင်း၏အကူအညီကိုတောင်းယူရပါကြောင်းကုန်များကိုကျွန်ုပ်တို့ထံသို့ပို့မည်ဆိုလျင်ခက်စောစောရောက်နိုင်အောင်စ조사ပြီးပို့ပါဤကဲ့သို့စ조사ပြီးမဖြစ်လျင်ကုန်များအလုံးကိုတစ်ချိန်တည်းမပို့ဘဲနောက်ပိုင်းတွင်အချို့တစ်ဝက်ကိုပို့ပါရန်တိုက်တွန်းပါရစေဤအတိုင်းဆောင်ရွက်လျင်လူကြီးမင်းများ၏ကုန်တင်မော်တော်ကားကိုမကြန့်ကြာရဘဲခက်စောစောပြန်၍လွှတ်နိုင်ခြင်းကုန်များကိုလက်ခံရရှိသောနေ့တွင်ပင်မနှောင့်နှေးစေဘဲလူရရက်သို့တင်ပို့ခြင်းဟူသောအကျိုးကျေးဇူးများကိုခံစားနိုင်လိမ့်မည်ဖြစ်ပါကြောင်းတင်ဤမှန်ကန်လှစွာသောဂျေဝီယုံပိုင်ဤစာကိုဖတ်ပြီးနောက်အေဆာရီကာနှင့်သားများအလုပ်တိုက်၏ကုန်ရောင်းမန်နေဂျာမစ္စတာဖာမီလင်သည်
အောက်ပါမှတ်ချက်ကိုရေးပြီးနောက်ကျွန်ုပ်ထံသို့ပို့လိုက်လေသည်ဤစာကိုရေးလိုက်ခြင်းအပြင်ရုံပိုင်းမျောလင့်တာကတစ်မျိုးရတာကတစ်မျိုးဖြစ်နေသည်ဤစာတွင်စလျင်စခြင်းသူတို့အကြက်အတဲဖြစ်ပုံတွေကိုဖော်ပြထားသည်ထိုအကြက်အတဲများ၌ကျွန်ုပ်တို့သည်များအဖြစ်စိတ်ဝင်စားခြင်းထို့နောက်ကျွန်ုပ်တို့တွင်အလုရှုပ်သွားမည်မသွားမည်ကိုမစင်စားဘဲနှင့်သူတို့ကိုကူညီရန်ကျွန်ုပ်တို့အားခိုင်းပြန်၏နောက်ဆုံးစာပိုင်းမှာကျွန်ုပ်တို့ကူညီလျင်ကျွန်ုပ်တို့၏မော်တော်ကားများပေါ်မှကုန်များကိုဘူတာယုံသို့ရောက်သည့်နေ့တွင်တင်ပို့နိုင်မည့်အကြောင်းကိုဖော်ပြ၏အမှန်တိုင်းပြောရလျင်ကျွန်ုပ်တို့စိတ်ဝင်စားဆုံးဆိုသောအချက်ကိုနောက်ဆုံးမှဖော်ပြ၍ဤစာကိုရေးလိုက်ခြင်းဖြင့်ကူညီလိုသောစိတ်ထားများမပေါ်ဘဲယွန်ရှာသောစိတ်ထားများသာပေါ်လာလေသည်ကျွန်ုပ်တို့သည်ဤစာကိုတစ်မျိုးတစ်ဖုံပြုပြင်ကာပြန်၍ရေးကြည့်ကြစို့ကျွန်ုပ်တို့၏အကြက်အတဲတွေကိုအချိန်ကုန်ခံ၍ရေးသားခြင်းကိုရှောင်ကျဉ်ကြစို့ဟင်နရီဖို့ကအကြံပေးသည့်အတိုင်းအခြားသူ၏ယူဆချက်ကိုရအောင်စုံစမ်းပြီးနောက်သူ့ဘက်ကိုယ်ဘက်နှစ်ဖက်စကားကြည့်ပြီးမှဆုံးဖြတ်ကြစို့အောက်ပါစာသည်အကောင်းဆုံးဟုမဆိုလိုတို့ရာတွင်ပထမစာထပ်ပို၍မကောင်းပေဘူးလားမစ္စတာအက်ဒဝစ်ဗာမီလင်ဇာရီဂါ၏သားများအလုပ်တိုင်းမှတဆင့်28ဖရန်လန်ဘရုကလင်NYချစ်ဆွေဗာမီလင်ချစ်ဆွေတို့၏ကုမ္ပဏီသည်လွန်ခဲ့သော14နှစ်ခန့်မှအစပြု၍ကျွန်တော်တို့၏ဖောက်သည်ကောင်းတဦးဖြစ်ခဲ့ပါသည်ဤကဲ့သို့ကြည့်ရှုအားပေးခဲ့သည့်အတွက်ချစ်ဆွေတို့၏ကုမ္ပဏီကိုကျွန်တော်တို့သည်ကျေးဇူးအထူးတင်လျက်ရှိသည်ဖြစ်ပါ၍ချစ်ဆွေတို့၏ကိစ္စများဆိုလျင်စိတ်ဆက်လျင်မြန်စွာဆောင်ရွက်ပေးလိုသောဆန္ဒရှိခဲ့ပါသည်တို့ရာတွင်နိုဝင်ဘာ10ရက်နေ့ကကဲ့သို့ညနေအတော်ကြီးစောင်းမှများပြားလှသောကုန်များကိုပို့လိုက်သည့်အခါကျွန်တော်တို့ဆန္ဒရှိသလောက်မဆောင်ရွက်နိုင်ပါသဖြင့်ဝမ်းနည်းပါကြောင်းအခြားဖောက်သည်များလည်းညနေဆောင်မှကုန်များကိုပို့ကြသည်ဖြစ်ရာဘူတာယုံတွင်ကုန်များချက်လျက်ရှိပါသည်ထိုကိစ္စမျိုးပေါ်ပေါက်လျင်မရှောင်လွှဲသာသဖြင့်ချစ်ဆွေတို့၏မော်တော်ကားများသည်အချိန်ကြာစွာစောင့်ဆိုင်နေရပါလိမ့်မည်တခါတရံချစ်ဆွေ၏ကုန်များကိုတင်ပို့ရန်ပင်နှောင့်နှေးကြန့်ကြာခြင်းဖြစ်ပါလိမ့်မည်ဤကဲ့သို့ဖြစ်ရခြင်းသည်မကောင်းပါအလွန်မကောင်းပါထိုကဲ့သို့ဖြစ်ရခြင်းကိုမိကဲ့သို့ရှောင်ရှားရပါမည်နီတက်ဆွမ်းနိုင်ရင်ချစ်ဆွေ၏ကုန်များကိုညနေမဆောင်မီကျွန်တော်တို့ထံသို့အရောက်ပို့ပေးခြင်းဖြင့်ရှောင်ရှားနိုင်ပါသည်ထိုကဲ့သို့ပို့နိုင်လျင်ချစ်ဆွေတို့၏မော်တော်ကားလည်းအပေါ်သက်သက်ဆောက်ဆိုင်ခြင်းမဖြစ်ရတော့ပါချစ်ဆွေ၏ကုန်များကိုလည်းချက်ချင်းဂရုတစိုက်လုပ်၍တင်ပို့နိုင်ပါလိမ့်မည်ဟုတ်ပြင်ကျွန်တော်တို့၏အလုပ်သမားများသည်ချစ်ဆွေတို့တိုက်ကလှုပ်သောအလွန်ရတာရှိသည့်မုတ်တီရတာကိုခံရန်အိမ်သို့ခက်စောစောပြန်နိုင်ပါလိမ့်မည်ဤစာကိုတိုင်ကြားစာဟု၍အယူမရှိပါနှင့်ထို့ပြင်လည်းချစ်ဆွေတို့၏အလုပ်တိုက်ကိုဘလို့လုပ်ရမည်ဟုတွင်တင်ဆုံးမနေသည်ဟု၍လည်းမမှတ်ပါနှင့်ဤစာကိုရေးရခြင်းသည်ချစ်ဆွေတို့၏အကျိုးကိုပို၍ထိထိရောက်ဆောင်ရွက်ခြင်းသောဆန္ဒ၏တိုက်တွန်းခြင်းကြောင့်ပင်ဖြစ်ပါသည်ကုန်များမြည်သည့်အချိန်တွင်ရောက်သည်ကိုပဒါနမထားပဲချစ်ဆွေတို့၏အကျိုးကိုကျွန်တော်တို့တက်ဆန်းသ၍မြ мян ထက်ထက်အမြဲရှင်ပြစွာနှင့်ဆောင်ရွက်ပါမည်ချစ်ဆွေတို့လည်းအလုပ်များလျက်ရှိပေမည်ကျေးဇူးပြုပြီးဒုက္ခရှာပြီးစားပြန်မနေပါနှင့်တင်ဤမှန်ကန်လှသောဂျေဘီယုံပိုင်ယခုအခါတွင်ထောင်ပေါင်းများစွာသောဈေးသည်တို့သည်မောပန်းစိတ်ငယ်လျက်အနှဲငယ်မြသောလာစာငွေကိုရပြီးလျင်လမ်းတကာလမ်းကိုရှောက်နေရခြင်းသည်အဘယ်ကြောင့်နည်းအကြောင်းမူကားထိုသူတို့သည်သူတို့လိုချင်သည့်အရာများကိုသာတွေးတောလျက်ရှိသောကြောင့်သည်တင်ဖြစ်စေကျွန်ုပ်ဖြစ်စေမိသည့်အရာကိုမှမဝယ်ခြင်းကြောင့်ကိုသူတို့မသိကြကြကျွန်ုပ်တို့ဝယ်လို့လျင်အပြင်ထွက်သွား၍ဝယ်ကြမှာပေါ့တို့ရာတွင်တင်နှင့်ကျွန်ုပ်တို့မှာကိုကိစ္စနှင့်ကိုအမြဲတမ်းအလုံးရှုံးလျက်ရှိကြ၏အကယ်၍ဈေးရောက်သူတဦးသည်သူ၏ကူညီချက်သို့မဟုတ်သူ၏ကုန်ပစ္စည်းများသည်ကျွန်ုပ်တို့၏ပြဿနာများကိုမိကဲ့သို့ရှင်းလင်းပေးနိုင်သည်ကိုသူတို့ပြနိုင်လျင်သူတို့ကိုယ်တိုင်ရောင်းနေစရာမလိုကျွန်ုပ်တို့ဝယ်မိမှာအေကံဖြစ်၏ဖောက်တဲ့တဦးဦးသည်ရောင်းသူကဝယ်ပါဟုတိုက်တွန်းသဖြင့်ဝယ်ရသည်ကိုအလိုမရှိမိမိကိုယ်တိုင်အလိုရှိ၍ဝယ်ယူရခြင်းကိုသာအလိုရှိ၏တို့ရာတွင်များစွာသောဈေးသည်တို့သည်ဝယ်သူဘက်မှနေ၍မကြည့်ဘဲနှင့်ကုန်ပစ္စည်းများကိုတစ်သက်လုံးရောင်းလျက်ရှိကြသည်တက်တည်ထုတ်၍ပြပါအံနယူးယောက်မြို့ကြီး၏ဗဟိုတွင်ရှိသော Forest Hill အရပ်၌ကျွန်ုပ်နေ၏တနေ့တစ်၌ဘူတာယုံသို့ခြေတုပ်တင်၍ရှောက်လာစဉ်နှစ်ပေါင်းများစွာ Long Island အရပ်တွင်အိမ်အရာအဝယ်လုပ်နေသောပွဲစားတဦးနှင့်တွေ့၏သူသည် Forest Hill အရက်ကိုကောင်းစွာသိသူတဦးဖြစ်သောကြောင့်ကျွန်ုပ်၏နေအိမ်သို့တထုအပားစားနှင့်ဆောက်လုပ်ထားသလားခေါင်းပွားအုပ်ကျွတ်နှင့်ဆောက်လုပ်ထားသလားဟု၍သူ့ကိုလှမ်း၍အလင့်စလိုမေးလိုက်၏သူကအမှန်မသိပါဟု၍ပြန်ဖြေလိုက်၏သူပြောသမျှသည်ကျွန်ုပ်သိပြီးသားများပင်ဖြစ်၏စင်စစ်မှာကျွန်ုပ်သိလိုသောအချက်ကို
Forest ဤဥယျာဉ်အသင်းသို့တွားရောက်စုံစမ်းလိုက်လျင်အဆုံးသိမည်ဖြစ်၏နောက်တစ်နေ့နက်နက်တွင်သူ့ထံမှစာတစ်စောင်ကိုကျွန်ုပ်ရရှိ၏ထိုစာထဲတွင်ကျွန်ုပ်သိလိုသောအချက်များပါသလားထိုအချက်များကိုတယ်လီဖုန်းနှင့်စုံစမ်းပေးလျင်စက္ကန့်60အတွင်းသူသိနိုင်၏တို့ရာတွင်သူသည်ထိုကဲ့သို့မစုံစမ်းကြည့်သူ၏စာထဲတွင်ကျွန်ုပ်သိလိုသောအချက်ကိုကျွန်ုပ်ကိုယ်တိုင်တယ်လီဖုန်းနှင့်စုံစမ်းပါဟုရေးထား၏ထို့နောက်ထိုအိမ်အတွက်အာမခံပြုလုပ်ရန်ကိစ္စကိုသူလုပ်ပြစေဟုရေးသားလိုက်သည်သူသည်ကျွန်ုပ်ကိုကူညီရန်စိတ်မဝင်စားချေသူကိုယ်သူကူညီရန်ကိုသာစိတ်ဝင်စားလျက်ရှိလေသည်ဗက်ရန်ရေးသောအကျိုးဆောင်နှင့်တိုက်ဝေစုခေါ်စာအုပ်နှစ်အုပ်ကိုထိုသူထံသို့ကျွန်ုပ်သည်ပို့ပေးတင်လေသည်ထိုစာအုပ်များကိုဖတ်ပြီးနောက်ကိုယ်တိုင်လေ့ကျင့်မည်ဆိုလျင်ကျွန်ုပ်အိမ်၏အာမခံကိုဆောင်ရွက်သည့်ထက်အစပေါင်း1000လောက်ပို၍အကျိုးရှိမည်ဖြစ်၏ပညာသည်များသည်လည်းထိုကဲ့သို့သောအမှားမျိုးကိုလုပ်တတ်လေသည်နှစ်ပေါင်းများစွာကကျွန်ုပ်သည်ဖယ်ဒီယာမျိုးရှိနှာခေါင်းနှင့်လည်ချောင်းယောဂဘက်တွင်ကျန်းကျင်သူတဦး၏အလောက်ခံထဲသို့ဝင်သွား၏ကျွန်ုပ်၏ရှက်ခင်ကိုမကြည့်ရသေးမီကပင်ကျွန်ုပ်ဘာအလုပ်လုပ်သည်ကိုစုံစမ်း၏သူသည်ကျွန်ုပ်၏ရှက်ခင်တွင်စိတ်မဝင်စားကျွန်ုပ်ငွေဘလောက်ချမ်းသာသည်ကိုသာစိတ်ဝင်စားလျက်ရှိ၏သူ၏အရေးကြီးဆုံးကြောက်ကြမှုသည်ကျွန်ုပ်၏ယောဂကိုပျောက်အောင်မြင်မြကူညီနိုင်မည်ဟုသောအချက်မဟုတ်ကျွန်ုပ်ထံမှငွေကြေးမြမြရနိုင်မည်နည်းဟုသောအချက်ပင်ဖြစ်နေသည်ဤကဲ့သို့ကြောက်ကြသောစိတ်ထား၏အကျိုးကကျွန်ုပ်ထံမှသူသည်ပတ်စံတစ်ပြားမှမရခြင်းပင်ဖြစ်၏သူ၏စိတ်ထားညံ့ပုံကိုယွန်ရှာမုန်းတီးပြီးလျင်ကျွန်ုပ်သည်သူ့အခန်းထဲမှထွက်လာခဲ့၏ကဘာကြီးသည်ထိုကဲ့သို့လောဘကြီးသောကိုကြိုးရှာသမားများနှင့်ပြည့်နှက်လျက်ရှိ၏ထို့ကြောင့်တရားတရားရှိစွာနှင့်တစ်ဖက်သား၏အကျိုးကိုတည်ပိုးလာသောလူထုတဦး၌အတိုင်းမသိသောအခွင့်အလမ်းကောင်းများစွာရှိလေသည်အိုဝင်ဒီယန်ကတစ်ဖက်သား၏နေရာတွင်ကိုထားကြည့်ပြီးလျင်တစ်ဖက်သား၏စိတ်နေသဘောထားကိုအကဲခတ်နိုင်သောသူတဦးသည်သူ၏နောင်ရေးအတွက်ပူပင်စရာမလိုဟုပြောကြားမှုလေသည်အကယ်၍တင်သည်ဤစာအုပ်ကိုဖတ်ခြင်းအပြင်တစ်ဖက်သား၏ယူဆချက်ကိုသာအမြဲအစဉ်လိုက်လျော်၍စဉ်းစားပြီးလျင်ထိုသူ၏ဘက်မှနေ၍ကြည်လိုသောရင့်တန်သည့်စိတ်တက်ခံတစ်ခုတည်းကိုသာရရှိသည်ဟုဆိုပါကတင်၏တက်လန်းတွင်တင်သည်ခရီးအတော်ရောက်နေပြီဟု၍အလွယ်နှင့်သိနိုင်ပေသည်များစွာသောလူတို့သည်ကောလိပ်ကျောင်းသို့သွားပြီးနောက်ဖာကြီးရေးသားခဲ့သည့်စာကြီးပေကြီးများကိုတော့၎င်းအထက်တန်းသင်္ချာပညာရပ်ကိုတော့၎င်းလေ့လာသင်ကြားကြကုန်၏တို့ရာတွင်သူတို့၏ကိုယ်ပိုင်စိတ်နေစိတ်ထားများသည်မိတို့မိဘဖြစ်ပျက်နေကြသည့်အကြောင်းကိုကမစူးစမ်းမရှာဖွေကြကြတည်တည်ပြပါအံ့အလုံတိုက်များနှင့်ကဝဲယုံများကိုအေးအောင်လုပ်ပေးရသော New Jersey ပြည်နယ် Newark မြို့ Carrier Corporation တွင်အလုပ်လုပ်နေသောကောလိပ်ကျောင်းမှထွက်လာသည့်လူငယ်တစုအားထိထိရောက်ရောက်စကားပြောနည်းကိုကျွန်ုပ်သည်တစ်ခါကသင်ပေးရဘူး၏သူတို့အထဲမှတယောက်သောသူကအခြားသူများကိုဘတ်စကတ်ဘောကစားရန်ဆွဲလို့သဖြင့်မင်းတို့ဘတ်စကတ်ဘောလာရောက်ကစားစေခြင်းနဲ့ကွာငါဘတ်စကတ်ဘောကိုကစားခြင်းနဲ့သို့ပေမဲ့ကစားရုံကိုသွားတိုင်းဘတ်စကတ်ဘောကစားဖို့ဘယ်တော့မှလူမပြည့်ဘူးမင်းညကတိုး2ဦး3ဦးသာရှိလို့ဘောလုံးကိုတယောက်ကတယောက်စီကိုပစ်ပြီးသားကစားနေကြတဲ့ငါမျက်ခွက်ကိုမှန်လို့မျက်ခွန်အောင်ညိုသွားသေးတယ်မင်းတို့ဘတ်စကတ်ဘောကစားဖို့မနှက်ဖြန်ညနေကြရင်လာကြစေခြင်းနဲ့ငါကစားခြင်းနဲ့ကွာဟူသောစကားမျိုးကိုပြောလေသည်သူသည်တင်အလိုရှိသောအကြောင်းများကိုပြောသလားမြည်သူမြတ်မသွားသောကစားရုံသို့တင်သည်မသွားခြင်းဘူးမဟုတ်လားသူအလိုရှိသည့်အရာကိုလည်းတင်သည်ဂရုမစိုက်တင်သည်မျက်ခွန်အညိုလည်းမခံလို့ကစားရုံသို့သွားခြင်းအပြင်တင်အလိုရှိသောအရာများကိုဘယ်ပုံဘယ်နည်းဖြင့်ရရှိနိုင်သည်ဟုသူမပြနိုင်ဘူးလားပြနိုင်ပြီလားဥဒဟာယုတ်ကစားပေးခြင်းဖြင့်အားတိုးလာမည်ထမင်းစားကောင်းမည်အုံနောက်ပို၍ရှင်းမည်ပျော်ရမည်စသောအချက်တို့ကိုပြောပြနိုင်၏Professor Overstreet ၏ဖိုးတန်သောအကြံကိုထပ်မံပြောပြပါအံ့တစ်ဖက်သား၏စိတ်ထဲတွင်ပြင်းပြသောဆန္ဒတစ်ခုဖြစ်ပေါ်လာအောင်ရှေးဥစွာဆွပေးပါအကျဉ်သူသည်ဤကိစ္စကိုဆောင်ရွက်နိုင်အံ့ထိုသူ၏နောက်သို့တစ်ကမ္ဘာလုံးလိုက်အံ့အကျဉ်သူသည်ဤကိစ္စကိုမဆောင်ရွက်နိုင်ထိုသူသည်တယောက်တည်းနေရအံ့ကျွန်ုပ်၏အတန်းတွင်စာသင်နေသူတပည့်တစ်ယောက်သည်သူ၏သားလေးအတွက်စိတ်ပူလျက်ရှိလေသည်ကလေးသည်အတော်ပိန်၏အားရှိသောအစာအာဟာရများကိုစားရန်ညှင်းဆန်လျက်ရှိသောကြောင့်သူမိဘများသည်လူရိုးလှုပ်စင်နီလန်အတိုင်းသူ့ကိုကြိမ်ပေါင်းကြ၏စုပူကြ၏မင်းကိုမင်းအမေကဒါကိုစားရမယ်တဲ့မင်းကိုမင်းအမေကထွားကြိုက်စေလိုတဲ့စသည်ဖြင့်အတင်းအကျပ်တိုက်တွန်းလျက်ရှိ၏ကလေးသည်သူတို့၏စကားကိုဂရုစိုက်လေသလားမဟာမေဒင်ဘာသာ၏ပွဲတော်များအတွက်တင်းနှင့်ကျွန်ုပ်တို့ဂရုမစိုက်သလိုကလေးသည်လည်းသူတို့၏စကားများကိုဂရုမစိုက်ချေ
ကိုပိုင်ညံတထွာလောက်ရှိတော်သူတဦးပင်လျင်အသက်30အရွယ်ဖခင်တဦး၏အလိုကိုမြည်သည့်နီးနှင်းမြ3နှစ်ရွယ်သားကလေးကနားမထောင်ပဲလိုက်နာနိုင်မည်မဟုတ်ကြောင်းကိုသိ၏တို့ရာတွင်ဤနေရာ၌ဖခင်သည်သူ့အလိုကိုတားငယ်လိုက်လိမ့်မည်ဟုမျှော်လင့်နေ၏ဤကဲ့သို့ဖြစ်ရသည်မှာလုံးဝမှား၏ဤအကြောင်းကိုနောက်ဆုံး၌ကလေး၏ဖခင်သည်မြင်လေသည်ထို့ကြောင့်ငါသားသည်ဘာကိုအလိုရှိပါလဲသူအလိုရှိတာနဲ့ငါအလိုရှိတာကိုဘလို့ထပ်အောင်အဆက်ရမလဲဟုသူကိုယ်သူမေး၏ထိုအကြောင်းကိုစာ၍စဉ်းစားလိုက်သည့်နှင့်တပြိုင်နက်သူ၏ပြဿနာသည်လွယ်လာ၏ဘရုကလင်ရက်ရှိသူ၏အိမ်ရှိလူသွားလမ်းပေါ်တွင်ထိုကလေးသည်သူ၏သုံးပိန်းဆက်ပိန်းကလေးကိုခောက်တုံခောက်ပြန်စီရန်အလွန်နှစ်သက်၏ထိုအိမ်နှင့်မနီးမဝေးတွင်သူထက်ကြီးသောလူဆိုးကလေးတဦးရှိ၏လူဆိုးကလေးသည်ထိုကလေးကိုဆက်ပိန်းပေါ်မှဆွဲချပြီးလျင်သူကိုယ်တိုင်တက်စီးလေးရှိ၏ဤသို့ဆွဲပစ်ခံရလျင်ထိုကလေးသည်သူ့အမေထံသို့အော်ပြေးနေ၏သူ့အမေလာ၍လူဆိုးကလေးကိုဆွဲချပြီးမှသူ့သားကိုစပိန်ပေါ်သို့ပြန်၍တင်ရ၏ဤကိစ္စသည်နေ့စဉ်နှင့်အမျှလိုလိုဖြစ်နေသည်ထိုကလေးသည်ဘာကိုအလိုရှိနေသနည်းထိုမေးခွန်းကိုဖြေရန်ရှားနောက်ဟုံးထံမှအကူအညီတောင်းစရာမလိုပါသူ၏ရင်တွင်ရှိစိတ်များတွင်အကျဉ်းဆုံးမှုဆိုအပ်သောမာနဒေါသမိမိကိုယ်ကိုအထင်ကြီးလိုသောဆန္ဒတို့သည်ထိုလူဆိုးကလေးကိုခြေမွပစ်ကလေးစားချေရန်သူ့ကိုဆွပေးလျက်ရှိ၏ထို့ကြောင့်အေးငါသာမင်းအမေအစားခိုင်းတဲ့ဟော်ရီအစားတွေကိုစားရင်မင်းတိတ်ထွားလာပြီးလူဆိုးကလေးကိုကောင်းကောင်းနိုင်မှာပဲဟုပြောလိုက်သည့်အခါမှစ၍ကလေးကိုအစာအတင်းကျက်ကျွေးရမလိုတော့ချေသူ၏မာနကိုချိုးနှိမ်လျက်ရှိသောလူဆိုးကလေးကိုနိုင်အောင်ကြီးထွားတန်ဆန်းရန်သူ့အမေကျွေးသမျှအစားတို့ကိုစားလျက်ရှိလေသည်ထိုပြဿနာတစ်ရပ်ကိုဖြေရှင်းပြီးတော့ဒုတိယပြဿနာကိုဖြေရှင်းရန်သူ၏ဖခင်သည်စူးစမ်းရပြန်၏ထိုကလေးသည်ညာအိတ်လျင်အိယာထဲတွင်အပေါ့သွားလေးရှိ၏သူသည်သူ၏ဖွားအိတ်နှင့်အတူတူအိတ်၏နနက်မိုးလင်းတိုင်းဖွားအိတ်ကြီးသည်အိယာမှထားသည်နှင့်မှုရသေးဆိုနေသည်ကိုတွေ့သောအခါကြည်စမ်းကြော်နီမင်းညာကပေါက်ထားတဲ့သေးကွက်တွေထိုအခါမြေးကလေးကကျွန်တော်ပေါက်တာမဟုတ်ဘူးဖွားဖွားပေါက်တာတွေဟုပြန်ပြောလေသည်ဘလို့ချင်းချင်းဘလို့ဆိုဆိုအိယာထဲမှာသေးပေါက်တာကိုမင်းမမေမကြိုက်ဘူးဟုသောစကားမျိုးကိုလည်းကလေးသည်ပေါက်မြဲပေါက်နေ၏ထို့ကြောင့်ခင်ရီလူကလေးအိယာထဲမှာသေးမပေါက်အောင်ဘယ်နဲ့လုပ်ရမလဲဟုမိဘများသည်စတိုင်ပင်စပြုကြလေသည်သူသည်ဘာကိုအလိုရှိသလဲရှေးဦးပထမသူ၏ဖွား၏ဝင့်နေသောအိယာဝင်အင်ကြီးမျိုးကိုဝင့်နေရသည်ကိုမနှစ်သက်သူ၏ဖခင်ဝင့်နေသောအင်ကြီးမျိုးကိုသာဝင့်လို၏အကယ်၍ကလေးကသာသေးမပေါက်တော့ဟုဝန်ခံလျင်ကလေးလိုချင်သောအင်ကြီးကိုဝယ်ပေးမည်ဟုသေးပေါက်လွန်၍စိတ်ညစ်နေသောဖွား၏ကြီးသည်သဘောတူလေသည်သူအလိုရှိသောဒုတိယအရာသည်သူ့အတွက်တယောက်အိတ်ကရင်တစ်လုံးဖြစ်၏ဖွား၏ကြီးကလည်းထိုကရင်ကိုဝယ်ရန်ခွင့်ပြု၏သူ၏မိခင်သည်သူ့ကိုဘရုကလင်အရက်ရှိလိုအီစာစတိုးတိုက်ဆိုင်သို့ခေါ်သွားပြီးလျင်ဈေးရောက်သူမိန်းကလေးကိုမျက်စိမှိတ်ပြလျက်ဟော်ရီလူပြိုကြီးကကွယ်သူကိုယ်တိုင်ဈေးဝယ်ခြင်းလို့တဲ့ဟုပြောလိုက်လေသည်အော်လူပြိုကြီးဒီကြွပါဘာများလိုချင်ပါသလဲရှင်ဟုသူ့ကိုယ်သူအထင်ကြီးသွားအောင်ဈေးရောက်သူကလေးကခက်တီတီမေး၏ကလေးသည်ရင်ကော့ပြီးလျင်ကျွန်တော်အိတ်ဖို့အတွက်ကရင်တစ်လုံးလိုချင်တယ်ဟုပြန်ပြောလေသည်ထို့နောက်သူမိခင်အလိုရှိသောကရင်တစ်လုံးကိုတွေ့သောအခါမိခင်လှုပ်သူသည်ဈေးရောက်သူကလေးအားမျက်စိမှိတ်ပြပြီးလျင်ထိုကရင်ကိုဝယ်ရန်သူ၏သားကိုအဆွဲခိုင်း၏နောက်တစ်နေ့တွင်ကရင်ကိုအိမ်သို့လာ၍ပို့လေသည်ထိုညတွင်သူ၏ဖခင်ပြန်လာသောအခါဖေကျွန်တော်ဝင်လာတဲ့ကျွန်တော်ကရင်ကိုအိမ်ပေါ်မှာလာကြည့်စမ်းပါဟုအော်၍တကားဝါသို့သွားပြီးလျင်ဖခင်ကိုကြိုဆိုလေသည်ဖခင်ဖြစ်သူသည်ချာရစ်၏ဆုံးမစကားကိုနိုင်ယူသောအပြင်သူ၏သားဝယ်လာသောကရင်ကိုစိတ်ရောကိုယ်အားချီးမွမ်းလျက်ရှိလေသည်လူကလေးဒီနေ့ညတော့ရှူရှူမပေါက်တော့ဘူးမဟုတ်လားမပေါက်တော့ဘူးဖေကလေးသည်သူ၏ဂရိအတိုင်းတည်၏အဘဲကြောင့်ဆိုသောသူ၏မာနသည်ဂရိအပေါ်တွင်တည်လျက်ရှိသောကြောင့်သည်ထိုမြမကသည်အိယာနှင့်ကရင်သည်သူအိယာနှင့်ကရင်ဖြစ်လျက်ရှိချေပြီးထိုကရင်ကိုသူကိုယ်တိုင်ဝယ်လာ၏ထို့ပြင်လူကြီးတစ်ယောက်ကဲ့သို့အိယာဝင်အင်ဂျီများကိုဝတ်ဆင်ရလျက်ရှိချေပြီးထို့ကြောင့်သူသည်လူကြီးကဲ့သို့ပြုကျင့်လို၏ထိုအတိုင်းလည်းပြုကျင့်၏တက်တဲ့တစ်ခုကိုပြအောင်အံKT ဒူးရှမန်ဆိုသူတယ်လီဖုန်းအင်ဂျင်နီယာတဦးတွင်3နှစ်အရွယ်သမီးတစ်ယောက်ရှိ၏ဒူးရှမန်သည်ကျွန်ုပ်ထံတွင်လာရောက်သင်ကြားနေသူတပည့်တဦးဖြစ်၏သူ၏သမီးကိုနနက်စာစားရန်ပြော၍မရသဖြင့်ကျင်းချီတစ်ခါ6ချီတစ်လှဲနှင့်တိုက်တွန်းပါတော့လေအချင်းနှီးဖြစ်ခဲ့၏ထို့ကြောင့်မနက်စာစားခြင်းအောင်ဘလို့လုပ်ရပါမလဲဟု၍ဇနီးမောင်နှံ2ယောက်တိုင်ပင်ကြလေသည်သမီးကလေးသည်မိခင်ကိုအတုခိုး၍သူ့ကိုယ်သူလူကြီးဖြစ်ချင်နေ၏
ထို့ကြောင့်တမနက်တွင်ကလထိုင်တစ်လုံးပေါ်တွင်သူ့ကိုတင်ထားပြီးလျင်နနက်စာကိုသူကိုယ်တိုင်ချက်စေသည်ကလေးသည်ထမင်းအုပ်ကိုမှွေနေသည့်အချိန်ကောင်းတွင်ဖခင်ဖြစ်သူသည်မိဖို့ကြောင့်တဲသို့ဝင်သွားသောအခါဖေကြည့်စမ်းသမီးထမင်းချက်နေတယ်ဟုပြောလေသည်ထိုနေ့နနက်စာထမင်းစားကြရာမတိုက်တွန်းရပဲနှစ်ပကံပြားကုံအောင်ကလေးမကလေးသည်စားလေသည်အဘယ်ကြောင့်ဆိုတော့သူချက်သောထမင်းတွင်သူသည်စိတ်ဝင်စားလျက်ရှိသောကြောင့်ပင်ဖြစ်၏သူသည်သူ့ကိုယ်သူအထင်ကြီးလျက်ရှိရာထမင်းချက်ရခြင်းဖြင့်ထိုအထင်ကြီးခွင့်ကိုသူသည်ရရှိလေသည်တွင်ကျဲကျင်သောစိတ်သည်လူတို့တွင်ရှိသည့်အခြားသောစိတ်များကိုလွှမ်းမိုးနေသောစိတ်ဖြစ်သည်ဟု၍ဝီလျံဝင်းတားသည်တစ်ချိန်ကပြောမှု၏အလုံးလို့ရာတွင်ထိုစကားကိုကျွန်ုပ်တို့သည်အပေကြောင့်အသုံးမချနိုင်ရမည်နီကျွန်ုပ်တို့၌အလွန်ကောင်းသောအကြံတစ်ခုရရှိလျင်တစ်ဖက်သားအားထိုအကြံသည်ကျွန်ုပ်တို့၏အကြံဖြစ်သည်ဟုသိစေမည်အစားထိုအကြံကိုသူ့ထံမှရသည်ဟုသောအနေမျိုးမရောက်အောင်အပေကြောင့်မလုပ်ရမည်နီထိုအခါထိုသူသည်ဤအကြံကိုသူ၏အကြံဟု၍ယူဆပြီးလျင်အလွန်နှစ်သက်ယုံမကနှစ်ပကံများကိုအောင်စားသောကလေးမကဲ့သို့ထိုအကြံကိုအကြံပေးသူထက်နှစ်ဆပို၍လုပ်ပေလိမ့်မည်ထို့ကြောင့်တစ်ဖက်သား၏စိတ်ထဲတွင်ဆန္ဒတစ်ခုပြင်းပြစွာဖြစ်လာအောင်ရှေးဥစွာဆွပေးပါအကျဉ်သူသည်ဤကိစ္စကိုဆောင်ရွက်နိုင်အံ့ထိုသူ၏နောက်သို့တစ်ကမ္ဘာလုံးလိုက်အံ့အကျဉ်သူသည်ဤကိစ္စကိုမဆောင်ရွက်နိုင်ထိုသူသည်တယောက်တည်းနေရအံ့ဟူသောစကားကိုကောင်းစွာမှတ်ကြပါကုန်ဆုံးထိနားထောင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်